ဒီနေ့မှာတော့တငယ်ချင်းမိတ်ဆွေတွေအတွက်လူထက်သာသောတိရစ္ဆာန်များဆိုတဲ့အကြောင်းအရာလေးကိုမျှဝေပေးချင်တာပဲဖြစ်ပါတယ်။တိရစ္ဆာန်တွေကလူများထက်ပိုးပြီးတော့ဖြောင့်မတ်မှန်ကန်ကြောင်းကိုမြတ်ဗုဒ္ဓကိုယ်တိုင်ကဟောကြားတော်မူခဲ့ပါတယ်။ဖြောင့်မတ်ခြင်းမှာဥစုတာမန်ဖြောင့်မတ်ခြင်းနဲ့သူ့ဥစုအထူးဖြောင့်မတ်ခြင်းဆိုပြီးနှစ်မျိုးရှိပါတယ်။ပြောသည့်အတိုင်းလုပ်ခြင်းလုပ်သည့်အတိုင်းပြောခြင်းသည်ဥစုတာမန်ဖြောင့်မတ်ခြင်းပဲဖြစ်ပါတယ်။စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အတိုင်းဟန်မဆောင်ပဲပြုလုပ်ပြောဆိုခြင်းသည်သူ့စုအထူးဖြောင့်မတ်ခြင်းပဲဖြစ်ပါတယ်။လောကလူသားတွေဟာတမန်ဖြောင့်မတ်ခြင်းရှိုံလောက်နဲ့ပဲချီးမွမ်းစရာကောင်းလာပြီဖြစ်ပါတယ်။လူတရားမှာတမန်ဖြောင့်မတ်သူတယောက်ရှိဖို့ဆိုတာမလွယ်ကူလှပါဘူး။အထူးဖြောင့်မတ်သူဆိုတာလူလောကမှာမရှိသလောက်ရှားပါတယ်။ရှိခဲ့မယ်ဆိုရင်လည်းလူတစ်သိန်းမှာတစ်ယောက်လောက်ပဲရှိနိုင်ပါလိမ့်မယ်။အံ့ဩစရာကောင်းတဲ့အချက်ကတိရစ္ဆာန်မှန်သမျှကတော့အထူးဖြောင့်မတ်သူတွေကြီးဖြစ်ကြပါတယ်။တကယ်လဲမှန်ပါတယ်။ခွေးတစ်ကောင်ကသူ့စိတ်ထဲမှာတကယ်ချစ်ခင်လာပြီဆိုရင်တထောင်စားပဲဖြစ်စေအမိနဲ့ကသခင်အဖြစ်အတိမတ်ပြုမိတာဖြစ်ပါတယ်သူ့စိတ်ထဲမှာမုန်းတီးလာမယ်ဆိုရင်တော့တမနာကြီးပင်ဖြစ်နေပါစေပြေးကြိုက်လိုက်မိတာဖြစ်ပါတယ်လူလောက၌အဲ့ဒီလိုပဲအထူးဖြောင့်မတ်ဖို့မလွယ်ကူကြောင်းကိုကျမတို့တွေသတိပြုမိပါတယ်တရိษံတွေဟာဖြောင့်မတ်ယုံနဲ့မကသေးပါဘူးသစ္စာမေတ္တာအရာ၌လည်းတရိษံများကလူအများစုထက်တာလွန်နေတာကိုတွေ့ရပါတယ်ဥပမာအနေနဲ့ကြည့်မယ်ဆိုရင်အောက်ချင်းငတ်မောင်နှံတွေမှာတကောင်သေးသွားပြီဆိုရင်ကျန်တကောင်ကခေါင်းငင်ကိုပြန်တဲပြီးသူ့ရဲ့အတောင်ပံကိုသိမ်းကမြေပြင်ကိုဇောက်ထိုးပစ်ချ၍တေးတတ်ကြပါတယ်အဲ့လိုပါပဲဝေလာငါးမဟာဒဏ်ရာရပြီဆိုရင်ဝေလာငါးထီဟာအနာကမခွာပဲစောက်ရှောက်ပေးတတ်ပါတယ်ဝေလာငါးဖက်သူများကသူ့ကိုတိုက်ခိုက်လာပြီဆိုရင်လည်းဝေလာငါးထီဟာသူ့အသက်မသေးမချင်းဝေလာငါးမအနာကနေမခွာပဲကာကွယ်ပေးတတ်ပါတယ်ချမ်ပန်စီမြောင်းမတွေဟာလည်းသူတို့ရဲ့သားငယ်မြောက်ငယ်လေးတွေတည်ဆုံးသွားပြီဆိုရင်စွန့်မပြစ်ကြဘဲနဲ့အသက်ပြန်ရှင်လာခြင်းကိုစောင့်မျှော်နေတတ်ကြပါတယ်ဘယ်အချိန်ထိစောင့်မျှော်နေလဲဆိုရင်သားအသေးကောင်လေးတွေကအယိုးတွေပေါ်လာတဲ့အထိစောင့်မျှော်နေတတ်ကြပါတယ်လို့မှတ်သားပူပါတယ်အမဲလိုက်မှုဆိုးတွေကတနန်းနဲ့ချိန်ထားတဲ့အခါမှာဂရိုးကောင်ထီးတွေကတနက်ပြောင်းဝမ်းနဲ့အနီးဆုံးနေရာကိုရှေ့ကဥဆောင်ပြီးရဲဝင့်စာတိုးလာတတ်ကြပါတယ်ဂရိုးကောင်အထီးရဲ့နောက်မှာဆိုရင်တော့ဂရိုးကောင်အမများကစီတန်းလိုက်ပါလာကြပါတယ်ဂရိုးကောင်အမများနောက်မှာမှခလေးငယ်များပါလာကြပါတယ်ဇက်တိုက်ပြစ်နေတဲ့ကြီးစံတွေကြောင့်ရှေ့ကဂရိုးကောင်တွေဟာတကောင်မီးတကောင်လဲကျသေးဆုံးသွားတော့လဲကြောက်ရွံ့တွတ်ဆိတ်ခြင်းမရှိဘဲနဲ့ရှေ့သို့တိုးမြဲတာတိုးကြပါတယ်အဲ့လိုတိုးခြင်းကိုကြီးချင်းအဖြစ်ကြီးသူကငယ်သူကိုညှတာရမယ်ဆိုတဲ့ဂရုဏာကြောင့်အရင်အသေးခံမှုတိုးကြခြင်းပဲဖြစ်ပါတယ်အငယ်ဆုံးဂရိုးကောင်လေးတစ်ကောင်ရရှိဖို့အတွက်ဆိုရင်အရွယ်ရောက်ပြီးသားဂရိုးကောင်အားလုံးကိုအသေးသက်ပစ်ကြရပါတယ်ဒီလိုပါပဲမြောက်မတွေကိုကြည့်မယ်ဆိုရင်လည်းမုတ်ဆိုးလိုက်ခံရတဲ့မြောက်မတစ်ကောင်ဟာမုတ်ဆိုးလက်မှပြေးလို့မလွတ်တော့ဘူးဆိုတာကိုသိလျင်မုတ်ဆိုးကိုတောင်းနေမှပြည့်ရန်လက်ဝဲရန်ပြတတ်ကြပါတယ်လူစိတ်ရှိရဲ့မုတ်ဆိုးကမပြည့်သေးပဲခဏဆောင်ပေးမယ်ဆိုရင်ရင်ဝင်ထဲကကလင်းကိုနိုးဝအောင်တိုက်ကြပါတယ်နိုးတိုက်ပြီးလည်းတနက်ပစ်ခံပြီးရဲဝန်းစွာနဲ့အသေးခံလိုက်ကြပါတယ်နဒန်ငါးထီးကြီးတွေကလည်းရာနဲ့ချီတဲ့ငါးသားငယ်များကိုအမြဲစောင့်ရှောက်တဲ့အပြင်အစာကိုပါရှာကျွေးပါတယ်ငါးသားငယ်တွေစားမဲ့ရေညှိအမုံအမွှားတွေကိုဒုက္ခနာကိုနိုင်ကတ်နေအောင်လူပစ်လိုက်ပါတယ်ပြီးလည်ရင်တော့ငါးသားငယ်အုပ်ကအလဲမှာရက်ပြီးစားစီပါတယ်ငါးသားငယ်များကအစာကိုစားသည်မှန်တော့လဲသူ၏အသားစာများကိုလည်းနည်းနည်းချင်းကြိုက်ခဲစားမိကြပါတယ်ဒါကြောင့်မလို့ငါးသားငယ်များအရွယ်ရောက်ချိန်မှာတော့ဖခင်ငဒန်ငါးထီးကြီးဟာအသားများပဲ့ရွယ်သောဒဏ်ရာများကြောင့်သေဆုံးသွားရပါတယ်တခါတုန်းကအမျိုးသားတယောက်ဟာသူတန်ဖိုးထားသောတိုက်ကျက်ကြီးတစ်ကောင်ကိုသူမွေးထားသောခွေးကကိုက်တက်လိုက်သောကြောင့်ခွေးကိုတနတ်ဖြင့်ပစ်တက်လိုက်ပါတယ်တနတ်ဒဏ်ရာကြောင့်ခွေးဟာကျမ်းမြေပေါ်ကိုလဲကျပြီးအသက်ငင်နေပါတယ်ပစ်တက်တဲ့သခင်ကခွေးအနားကိုကပ်ပြီးငုံကြည့်လိုက်ပါတယ်သခင်ရဲ့အနံ့ကိုရတဲ့အခါမှာခွေးဟာသူ့ရဲ့နောက်ဆုံးရှိသမျှအားကိုသုံးပြီးအမိနှံ့ပြပြီးမှအသက်ထွက်သွားပါတယ်အဲ့ဒီခါကျမှသခင်ဖြစ်သူကလူသားအများစုထက်ပဲနားလည်ခွင့်လွတ်တတ်သောခွေးကြီးကိုဖက်ပြီးမျက်ရည်ကျရပါတော့တယ်အခုပြောပြလိုက်တဲ့အကြောင်းအရာတွေကိုကြည့်ရှုခြင်းအပြင်တရိษံတွေဟာလူများတဲ့ပုံမဖြောင်းမှန်မှန်ကန်ပြီးသစ္စာမေတ္တာအရာ၌လည်းပို့ပြီးတော့တာလွန်ကြောင်းကိုတွေ့ရှိရပါတယ်အခုဖော်ပြလိုက်တဲ့အကြောင်းအရာတွေကတော့ဆရာမေတ္တာရှင်ရွှေပြည်သားရဲ့ချွေးနဲ့သာနှင်းဆိုတဲ့စာအုပ်ထဲကကျွန်မမှတ်သားဖို့တဲ့အကြောင်းအရာများကိုတကယ်ချင်းမိတ်ဆွေများသိစေရန်အလုံးကမျှဝေပေးလိုက်ခြင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျွန်မကလှိုက်လဲစွာနဲ့ကျေးဇူးတင်ပါတယ်